ဒီနေရာကတော့စတုထသင်္ဃာယနာတင်တော်မူခဲ့တဲ့အာလောကလိုင်ကူခေါ်အာလူဝိဟာရပဲဖြစ်ပါတယ်ဒီအာလူဝိဟာရဟာကန်ဒီမြို့ကလေ15မိုင်ဝေးတဲ့မန္တလေးမြို့မှာတည်ရှိပါတယ်စတုထသင်္ဃာယနာကိုသာသနာတော်နှစ်450ပြည့်နှစ်ရောက်တဲ့အခါမှာဒီလင်္ကာနိုင်ငံတတ္တာတိတ်တမင်းသားတော်ဝတ္တကာမဏိမင်းကြီးလက်ထက်မှာမဟာဓမ္မရခိတမထေရအမှုပြုတဲ့ရဟန္တာအရှင်မြတ်900တို့ဟာအထာဂရနှင့်တကွသောပိဋက3ပုံပါဠိတော်အစုံကိုပေတွင်ရေးသား၍ပေထအခရာတင်တော်မူခဲ့ကြပါတယ်ပေတွင်ရေးသား၍ပေထအခရာတင်တော်မူရခြင်းရဲ့ရည်ရွယ်ချက်ကရှိရခင်ဆရာအစဉ်တို့ကနှုတ်ဖြင့်သားလျင်ဖျားဟောပိဋကပရိယတ်ကိုဆောင်ရွက်တော်မူခဲ့ပေမဲ့လည်းပဲနောက်သောအခါတွင်တတ္တဝါတို့သည်တတိပညာတမာတိတရားတို့ရုပ်လျော့နေပါသဖြင့်နှုတ်တက်ဆောင်ရွက်လေးချက်ခြင်းကမစွမ်းနိုင်ကြမည်ကိုမြင်တော်မူသောကြောင့်ပေတွင်ရေးသား၍ပေထအခရာတင်တော်မူခဲ့ကြပါတယ်ယင်းသို့ပေတွင်ရေးသား၍ပေထအခရာတင်တော်မူခြင်းကိုရှိရခင်သင်္ဃာယနာ3တန်ကိုထောက်ဆ၍စတုထသင်္ဃာယနာလို့တာရထတိကာဆရာဝဇိရဗုဒ္ဓတိကာဆရာဝိမတိဝိနောဒဏီတိကာဆရာတို့ကသတ်မှတ်တော်မူကြပါတယ်